အားလုံးပဲမင်္ဂလာပါနိုင်ချန်နေကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူအများစုမလုံးနိုင်တဲ့အရာ15ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လူခန္ဓာကိုယ်နဲ့ပတ်သက်တာပါမျက်ခုံးတစ်ဖက်သာပင်နိုင်ခြင်းလူတစ်ယောက်ကိုကိုယ့်ရဲ့အယူအဆတစ်ခုကိုပြောချင်တဲ့အခါလူအများစုကမျက်နှာအမူအရာကိုအသုံးပြုကြပါတယ်တချို့လူတွေကတော့လက်နဲ့ထိုးဖို့ထိလှုပ်ကြပေမယ့်လူအများစုကတော့မျက်နှာအမူအရာတွေကိုပဲသုံးကြပါတယ်တကယ်တော့သင်လဲမျက်နှာအမူအရာတွေကိုအသုံးပြုနေကြတယ်မဟုတ်လားဒီမျက်နှာအမူအရာတွေကပြုံးတာကနေမျက်ခုံးတစ်ဖက်ကိုပင့်လိုက်တာအထိအမျိုးမျိုးရှိပါတယ်ဒါကရိုးရှင်းတယ်လို့ထင်ရပေမယ့်မျက်ခုံးတစ်ဖက်ကိုပင့်တာဟာလူတိုင်းလုံးနိုင်တဲ့အရာမဟုတ်ပါဘူးအခုသင်စိတ်ထဲမှာတော့ငါတော့လုံးနိုင်ပါတယ်လို့ထင်နေပါလိမ့်မယ်ဒါပေမဲ့အခုစမ်းကြည့်လိုက်တဲ့လူတချို့အတွက်တော့မလုံးနိုင်တာကိုသတိထားမိလာမှာပါလူတွေကဒီလိုမျက်ခုံးတစ်ပတ်ကိုပဲပင့်တဲ့အမူအရာကို eyebrow cut လို့ခေါ်ကြပါတယ်ရှာအောက်မှတတွေထွေးထုတ်ခြင်းနောက်တစ်ခုကတော့ကြားရတာနည်းနည်းဆက်ဆုပ်ဖို့ကောင်းမိမယ်တကယ်တမ်းဒီစွမ်းရည်ကိုလုံနိုင်တဲ့သူကအရန်နေပါတယ်အဲ့ဒါကတော့ clicking လို့ခေါ်တဲ့အရာပါ clicking ကိုတချို့လူတွေက fleeting ဒါမှမဟုတ် clicking လို့လည်းခေါ်ကြပါတယ်ကြည့်ရင်တော့တတွေထွေးသလိုထင်ရပေမယ့်တကယ်တော့အဲ့ဒါနဲ့အတိအကျမတူပါဘူး clicking ဆိုတာကရှာကိုဖိအားပေးလိုက်တဲ့အချိန် submandibular gland လို့ခေါ်တဲ့တတွေထုတ်ပေးတဲ့အင်္ဂါကနေတတွေကိုထိန်းချုပ်ပြီးထုတ်လွှတ်နိုင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်တထောင်စစ်ကိုရှာနဲ့ထိနိုင်ခြင်းပရိသတ်ကြီးအခုဆက်ပြီးပြောပြမယ့်နည်းလမ်းကိုရောလုံနိုင်ကြရလားဆိုတာစက်ကြည့်ပေးကြပါအောင်နော်လူအများစုကလက်မောင်းကိုကွေးနိုင်ကြပါတယ်ရှာကိုလည်းအလွယ်တကူထုတ်နိုင်ကြပါတယ်ဒါပေမဲ့ဒီနှမျိုးလုံးကိုတပြိုင်တည်းလုံနိုင်တဲ့သူကတော့အရန်နေပါတယ်ဒါကြောင့်လူအများစုမလုံနိုင်တဲ့ထူဆန်းပြီးအံ့ဩဖို့ကောင်းတဲ့အရာတွေကအနောက်တစ်ခုကတော့လက်မောင်းကိုရှာနဲ့ထိနိုင်တာပဲဖြစ်ပါတယ်ကြားရတာလွယ်မယ်လို့ထင်ရပေမယ့်တကယ်တမ်းတော့အဲ့ဒီလိုမဟုတ်ပါဘူးနော်နှာခေါင်းကိုလှုပ်နိုင်ခြင်းကဲနောက်ထပ်ထူဆန်းတဲ့စွမ်းရည်တစ်ခုအတွက်မျက်နှာဘက်ကိုပြန်သွားလိုက်ကြရအောင်မျက်နှာရဲ့အလဲဘက်ကိုတိတိကျကျပြောရရင်တော့နှာခေါင်းပါပဲနှာခေါင်းကိုလှုပ်နိုင်ခြင်းဟာ Bewitched ဆိုတဲ့ဇလန်ဒိတ်ကမင်းသမီး Samantha Steven ဟာရိုက်ကူးနေစဉ်အတွင်းနှာခေါင်းကိုလှုပ်ပြခဲ့တာကနေလူသိများလာတာဖြစ်ပါတယ်သူမရဲ့နှာခေါင်းလှုပ်တဲ့အမူအရာကတော့ Bewitched ရဲ့ကိုစားပြုလက္ခဏာတစ်ခုလိုဖြစ်သွားခဲ့ပါတယ်နှရွက်လှုပ်ခြင်းလူများစုကခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကိုလှုပ်ဖို့စဉ်းစားတဲ့အခါလက်ချောင်းတွေခြေချောင်းတွေဒါမှမဟုတ်တခါတရံတင်ပါအထိစဉ်းစားမိကြပါတယ်။ဒါပေမဲ့နားကိုလှုပ်နိုင်မယ်လို့တော့ဘယ်သူမှမစဉ်းစားကြပါဘူးနော်။ဒါကြောင့်ကြောင်တွေနဲ့ရေမြင်းတွေလှုပ်နိုင်တယ်လို့အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Jeff Goldblum လည်းလှုပ်နိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာလူအနေငယ်သာသူတို့ရဲ့နှရွက်ကိုလှုပ်နိုင်ကြပါတယ်။ကောင်းတဲ့အချက်ကတော့နှရွက်လှုပ်တဲ့ကြွက်သားကိုတီးသက်လေးကြည့်ရုံနဲ့နှရွက်လှုပ်နိုင်အောင်သင်ယူနိုင်ပါတယ်။မျက်လုံးဖွင့်ပြီးနှာချေခြင်းကျမတို့နှာချေတဲ့အခါဘယ်လိုပုံစံနဲ့ခြေတက်ကြလဲ။ပုံမှန်ကတော့နှာချေရင်မျက်လုံးကိုအလိုအလျောက်ပိတ်လိုက်ပြီးနှာခေါင်းနဲ့ပါးစပ်ကိုလည်းလက်နဲ့ဖုံးကြပါတယ်။ဒါပေမဲ့လူတိုင်းနှီးပါအတွက်တော့အဲ့ဒီလိုမဟုတ်ပါဘူးနော်။တချို့လူတွေကနှာချေတဲ့အခါမျက်လုံးတွေကိုကြဲကြဲဖွင့်ထားနိုင်ပါတယ်။အခုသင်တို့အများစုကနှာချေရင်မျက်လုံးကိုအတင်းဖွင့်ထားရင်မျက်လုံးတွေထွက်ကြလာမယ်လို့တွေးနေကြလား။အဖြေကတော့ no ပါနော်လက်သီးစုပ်ကိုပါးစပ်ထဲထည့်နိုင်ခြင်းလူတွေကပါးစပ်ထဲထည့်ရမယ့်အရာကိုစဉ်းစားလိုက်ရင်အစားအစာကိုပဲစဉ်းစားမိကြပါတယ်လက်သီးကိုတော့လုံးဝတွေးမိကြမယ်မထင်ပါဘူးအများစုဟာသူတို့လက်သီးစုပ်ရဲ့တဝက်ဒါမှမဟုတ်၄ပုံတစ်ပုံလောက်ပဲပါးစပ်ထဲထည့်နိုင်ပါတယ်ဟုတ်ပါတယ်ဒါနဲ့ပတ်သက်ပြီးသူတည်တနာလှုပ်ထားကြတာတောင်ရှိပါတယ်လက်သီးတစ်ခုလုံးကိုပါးစပ်ထဲထည့်နိုင်ဖို့ဆိုရင်ပါးစပ်ခြေကြီးတစ်ခုနဲ့လက်သီးသေးလေးတွေလိုအပ်ပါတယ်ဒါဆိုရင်လက်သီးဆုပ်လိုက်ပါပြီးရင်ပါးစပ်ထဲထည့်ပါနီလန်းကိုကြည့်ရင်တော့အရန်လွယ်တယ်လို့ထင်ရပါတယ်နံပါတ်6ကိုရေးရင်ခြေထောက်ကိုနာရီလက်တံအတိုင်းလှုပ်နိုင်ခြင်းကဲဒီတစ်ခုကတော့တကယ်ကိုထူးဆန်းတဲ့အရာဆိုတာကျမတို့လက်ခံရမှာပါပဲလူများစုကို multitasking သင်ကြားတဲ့အခါပထမဆုံးသင်ပေးတတ်တာကခေါင်းကိုပုတ်ရင်ဘိုက်ကိုတစ်ပြိုင်နက်ပုတ်တာလှုပ်ဆောင်နိုင်အောင်ပါခေါင်းကိုပုတ်တာနဲ့ဘိုက်ကိုပုတ်တာကိုဥတီယမတူပဲလှုပ်ခိုင်းကြပါတယ်
ဒါပေမဲ့အခုခေတ်မှာလူတွေလုပ်နေကြတဲ့ multitasking လေးတွေကအဲ့ဒီထက်တောင်ပိုပြီးရှုပ်ထွေးလာပါပြီအခုလူတွေစမ်းလုပ်ကြတဲ့ multitasking ကတော့နံပါတ်6ကိုရေးရင်တစ်ချိန်တည်းမှာခြေထောက်ကိုနိုင်လက်တံအတိုင်းလှုပ်ခြင်းပဲဖြစ်ပါတယ်နှာခေါင်းထိပ်ကိုရှာပြားနဲ့ထိခြင်းလူများစုဟာ၎င်းတို့ရဲ့နှာခေါင်းထိပ်ကိုရှာနဲ့မထိနိုင်ကြပါစေပညာအရာတော့နှာခေါင်းထိပ်ကိုရှာနဲ့ထိနိုင်တဲ့စွမ်းရည်ကိုဂေါ်လင်လက္ခဏာလို့ထင်ကြပါတယ်ကမ္ဘာလူဦးရေရဲ့10%ခန့်ပဲဒါကိုလှုပ်ဆောင်နိုင်ကြတာပါဒီလှုပ်ဆောင်နိုင်စွမ်းဟာမျိုးရိုးဗီဇဆိုင်ရာလက္ခဏာတစ်ခုဖြစ်ပေမဲ့လူတချို့ကတော့ဒါကိုလုံနိုင်ဖို့တကယ်သင်ယူခဲ့ကြတဲ့ဖြစ်ရအနေငယ်လေးရှိခဲ့ပါတယ်ရှာနဲ့မေးစိကိုထိခြင်းကဲဒီတစ်ခါလဲရှာနဲ့ပတ်သက်တာပါပဲလူတွေအများဆုံးရှာကိုထုတ်ပြကြတာဟာတခြားသူကိုစနောက်ဖို့လုံးလေးလှုပ်ထရှိတတ်တဲ့အကျင့်ပါဒါပေမဲ့တချို့ထူးခြားတဲ့လူတွေကတော့သူတို့ရဲ့မေးစိကိုရှာနဲ့ထိနိုင်ပါတယ်မကြသေးခင်ကကြည့်ရှုခဲ့ရတဲ့ရှာနဲ့နှာခေါင်းထိပ်ထိနိုင်တယ်လို့ပါပဲအခုလဲရှာနဲ့မေးစိကိုထိနိုင်တဲ့စွမ်းရည်ကလည်းရှာရှည်လျားဖို့လိုပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော်တော်နာမည်ကြီးခဲ့တာကတော့ Kid Band အဖွဲ့က Gene Simmons ကြောင့်ပါပဲရှာနဲ့လက်ကစားနိုင်ခြင်းဒီနေ့တော့တကယ်ထူးဆန်းနေပါတယ်ရှာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးပါနေတာပဲကျမတို့ဒီအကြောင်းပြောနေတော့မှပဲလူအများစုမလုံနိုင်ရဲ့ရှာနဲ့လက်ကစားနိုင်ဖို့လှုပ်ရှားမှုတွေကိုအနေငယ်လေ့ကျင့်ကြရအောင်ရှာကိုနှစ်ပိုင်းခွဲနိုင်လားလိမ့်နိုင်လားဒီပုံစံပြောင်းပြန်လှည့်နိုင်လားရှာကို180ဒီဂရီလှည့်နိုင်လားဒါမှမဟုတ်လိမ့်ညင်းရွက်လို့ပုံသဏ္ဍာန်တွေလုံနိုင်လားကမ္ဘာပေါ်မှာရှိတဲ့လူဦးရေ65%ကနေ80%ထိဟာဒီလိုထူးခြားပြီးစိတ်ကူးရင်ဆန်တဲ့ပါရမီရှိကြပါတယ်တပည့် jointed အစင်းနှစ်ထပ်ဖြစ်ခြင်းကို hypermobility လို့သိထားကြတာဖြစ်ပြီးဒီအရာကအစစ်တွေကိုပုံမှန်ထက်ပိုမိုချဲ့နိုင်ခြင်းကိုဆိုလိုပါတယ်hypermobile ဖြစ်တဲ့လူတချို့ဟာ၎င်းတို့ရဲ့လက်ကောက်ဝက်ဘက်ကိုလက်မကိုကွေးခြင်းဒူးစစ်များကိုနောက်ဘက်ကိုကွေးခြင်းခြေထောက်များကိုခေါင်းအထိကွေးထားခြင်းနဲ့အခြားကွေးညွတ်ခြင်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်လူဦးရေ10%မှ25%လောက်ထိဒီလိုလုပ်နိုင်တဲ့သူတွေရှိကြပါတယ်တစ်ချပိုးခောက်မုတ်တစ်စုံလုံးစားနိုင်ခြင်းဒီတစ်ခုကတော့အစပိုင်းမှာ cinnamon challenge လို့လူသိများခဲ့ကြတဲ့စမ်းသပ်မှုပါကြားရတာလွယ်ကူသလိုထင်ရပေမဲ့တကယ်လုံးကြည့်ရင်တော့အန္တရာယ်ရှိနိုင်တဲ့အရာပါပဲတစ်ချပိုးခောက်မုတ်တစ်စုံစားရုံပါပဲအညိုရောက်တစ်ချပိုးခောက်မုတ်ဟာမုံဖုတ်ရမှာအရသာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့တခုတည်းတီးတန့်စားဖို့ဆိုရင်တော့မဖြစ်နိုင်ပါဘူးဒါကိုအိမ်မှာစမ်းကြည့်လို့လည်းရပါတယ်နော်ဒီချပိုးခောက်မှုစားတဲ့အခါအမုံတွေကဗဇက်နဲ့လေချောင်းကိုခြောက်သွေ့စေနိုင်တာကြောင့်ချောင်းဆိုးခြင်းအသက်ရှူကျက်ခြင်းအော်အန်ခြင်းတို့ကိုဖြစ်ပေါ်စေပြီးအဲ့ဒီအမုံအသက်ရှူလမ်းကြောင်းထဲဝင်သွားရင်တော့လေချောင်းရရန်ခြင်းအသက်ရှူရခက်ခဲခြင်းနဲ့အဆုတ်ရောက်ခြင်းဒါမှမဟုတ်အဆုတ်ပျက်စီးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်ဒီလိုအန္တရာယ်များတဲ့အရာဖြစ်နေပေမဲ့တချို့လူတွေကတော့ဒီချပိုးခောက်မှုတစ်စုံလုံးကိုအောင်မြင်စွာစားနိုင်ခဲ့ကြပါတယ်ဒီလိုထူးဆန်းပြီးအန္တရာယ်များတဲ့အရာတစ်ခုကအင်တာနက်ပေါ်မှာတစ်ချိန်လုံးကအလွန်လူကြိုက်များခဲ့တဲ့ trend တစ်ခုဖြစ်ခဲ့တာပါပဲရရန်အောင်ဂလီထိုးခြင်းလူတိုင်းမှာတငယ်ချင်းတွေနဲ့ချစ်ရသူတွေစီကအာယုံစိုက်ခံခြင်းကြလို့ဂလီထိုးတတ်တဲ့အကျင့်လေးတွေရှိကြပါတယ်ဂလီထိုးခံရတာဟာကျမတို့ကိုရီမောစေတယ်တခြား reaction တွေလည်းပြသလာတတ်ပါတယ်ပြီးတော့သင်ဟာတာမန်လူတွေလိုပဲဆိုရင်လက်လန်းမိတဲ့ဘယ်သူကိုမဆိုတုံ့ပြန်မှုအနေနဲ့ဂလီထိုးတာကိုပြုလုပ်တတ်ပါသေးတယ်ကြည့်ရင်တော့လွယ်ကူသလိုနဲ့လက်တွေမှာတော့ရေမောတဲ့အထိကိုတကယ်ဂလိထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူးအကြောင်းရင်းကတော့သင်ဟာထိတွေ့မှုအတွက်အမြဲပြင်ဆင်ထားလို့ပါခြေထောက်ကိုခေါင်းနောက်မှာထားနိုင်ခြင်းခြေထောက်ကိုခေါင်းနောက်မှာထားဖို့အတွက်ပျော်ပြောင်းမှုအလွန်လိုအပ်ပါတယ်ဂျွန်ဘာကစားသမားအချို့အတွက်ဒါမှမဟုတ်ဂျင်မီနီယူတွန်ကတ်တွန်စကားတွေကရှန်အက်စတီဘတ်တို့လိုလူတွေအတွက်ဆိုရင်လွယ်ကူသလိုဖြစ်နေမှာလို့ထင်ရပေမဲ့ပုံမှန်လူအများစုအတွက်ဆိုရင်တော့လုံးဝမဖြစ်နိုင်ပါဘူးနေတိုင်းလေ့ကျင့်ပြီးစမ်းထုံးနေရင်တောင်ဒါကိုလုံနိုင်လိမ့်မယ်လို့အာမမခံနိုင်ပါဘူးဘာလို့လဲဆိုတော့ခန္ဓာကိုယ်အမျိုးအစားပေါ်မှာမူတည်နေလို့ပါကဲဒီနေ့အတွက်ကျမတို့ရဲ့ဗီဒီယိုကဒီလောက်ပါပဲဒီလိုထူးဆန်းတဲ့အရာတွေကတစ်ခုခုကိုရောကိုယ်တိုင်လုံနိုင်မလား